နိုင်ငံတော်က game တွေကိုဘာလို့ပိတ်ပင်မထားလဲသိလားဘာလို့လဲဆိုတော့ game ဆိုတာလူအဖွဲ့အစည်းရဲ့ဒုတိယမြောက်စာမေးပွဲဖြစ်လို့ပါပဲကိုမထိန်ချုံနိုင်တဲ့ကလေးတွေကိုတင်းတက်စီစစ်ပြီးရွေးထုတ်ပြဖို့ပါgame ဆိုတာစီးပွားရေးလုပ်ငန်းတစ်ခုအလုပ်အကိုင်အခွင့်အလမ်းတစ်ခုအခွင့်ဘဏ္ဍာတစ်ခုဖြစ်ပါတယ်ဒါပေမဲ့သူ့မှာပူပြီးရှိဝတ်တဲ့အစစ်အတန်းတစ်ခုရှိသေးတယ်အဲ့ဒါကတော့လက်တွေ့ကဘာအတွက်ကျူးတင်စမ်းသပ်မှုတစ်ခုပါပဲသူစီစစ်ဖေထုတ်လိုက်တာကတော့စာမသိချင်းမလိလာချင်းတဲ့သူတွေကိုပါကိုမထိန်နိုင်ပဲမလုံးတွေနဲ့တွေးဆောင်မှုတွေကိုမတွန်းလာနိုင်တဲ့သူတွေကိုဖေထုတ်လိုက်တာပါပဲမင်းကတော့အပျော်စော့နေတာလို့ထင်နေလိမ့်မယ်တကယ်တော့မင်းဟာတဖြည်းဖြည်းနဲ့အုပ်စုခွဲခြားခြင်းခံရတာပါခြားတဲ့အချိန်မှာခြားရပ်တဲ့အချိန်မှာရပ်နိုင်တဲ့ကလေးတွေအတွက်တော့ game ဆိုတာသူတစ်ပါးထက်သာလွန်သွားစီနဲ့တွန်းအားတစ်ခုဖြစ်လာပါတယ်သူများတွေ game ထဲမှာအစစ်တက်ဖို့ရုန်းကန်နေချိန်မှာသူကစာဖတ်ပြီးဘ ဟုတုတတွေဆူဆောင်းနေတယ်သူများတွေညဖက်အေးရေးပြတ်ခံပြီးပိတ်ဆံဖြိုးနေချိန်မှာသူကတိတ်တဆိတ်ကြိုးစားကြည့်ထွားနေပါတယ်မိအနေနဲ့ကြားတဲ့အခါမှာတော့ကွာဟာချက်ကတီတာတာကြီးမားသွားပါပြီမင်းတွေးဘူးလားဂိမ်းထဲမှာလူနှစ်မျိုးပဲရှိတယ်တစ်မျိုးကဂိမ်းကိုဖန်တီးတယ်သူနောက်တစ်မျိုးကဂိမ်းရဲ့ဖန်တီးစီမံမှုကိုခံရတယ်သူမင်းကဂိမ်းစော့နေတယ်ထင်တာတကယ်တော့မင်းဟာစိတ်ပညာပါရဂူတွေအပြုအမူဆိုင်ရာပညာရှင်တွေနဲ့ algorithm engineer ရာပေါင်းများစွာရဲ့တေချာစီစဉ်ထားတဲ့သားကောင်ဖြစ်နေတာပါသူတို့ပြည်နာလုပ်နေတာကမင်းကိုဘယ်လိုပြောအောင်လုပ်ရမလဲဆိုတာမဟုတ်ဘူးမင်းဘယ်လိုမှရက်တန့်လို့မရအောင်ဘယ်လိုဆွဲဆောင်ရမလဲဆိုတာပါအစိတ်ကြိုရွေးကလေးတယောက်ဖြစ်တဲ့မင်းကကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့လုံးကိုပါနေတော့ပြိုင်မလဲသူပြီးစိတ်မကောင်းစရာကောင်းတာတော့အဲ့ဒီလိုလှည့်စားတွက်ချက်ချင်းခံနေရတာမင်းတယောက်တည်းမဟုတ်ဘူးမင်းရဲ့မိဖတွေလည်းပါဝင်ပါလေမင်းတဖြည်းဖြည်းနဲ့နှိမ့်မှုသွားတာကိုသူတို့ကြည့်ပြီးပြောလေးပြောပြီးစူလေးစူပြီးရင်ထဲမှာတူထမ်းမစိုးပူခံစားရပါလေဆိုတာမင်းသိကောင်းတယ်သူတို့ကမင်းကိုနားမလဲဘူးလို့မင်းအမြဲထင်နေတတ်တယ်ဒါပေမဲ့သူတို့ဟာလူအဖွဲ့အစည်းရဲ့ရိုက်ခတ်မှုကိုပြင်းပြင်းထန်ထန်ခံခဲ့ရမှုတွေတူတယ်ပါမင်းအခုဂိမ်းထဲမှာပုံအောင်နေတဲ့မိနစ်တိုင်းဟာနောက်တစ်ချိန်မှာလက်တွေ့ဘဝနဲ့ပြန်ပြီးဆက်ရလိမ့်မယ်ဆိုတာသူတို့ကောင်းကောင်းကြီးသိကြပါလေမွေးကလေးကမိဘလောက်တက်ပြီးတော့မရှိပါဘူးသူတို့လည်းအဖေအမေပထမဆုံးအချိန်လုပ်ဖူးတာပါဘေးစကားကိုပြောရမလဲဘေးစကားကိုမြူတက်ရမလဲဆိုတာသူတို့လည်းမသိကြဘူးဒါပေမဲ့တခုတော့ပြီးတော့မမနိုင်ဘူးအဲ့ဒါကတော့မင်းရဲ့ဝမ်းသာဝမ်းနည်းမှုဟာသူတို့ရဲ့ဝမ်းသာဝမ်းနည်းမှုပါပဲမင်းစာပြီးဘူးချလို့ပဲဖြစ်ဖြစ်မင်းအစွမ်းကိုကြိုးစားခဲ့ပြီဆိုရင်သူတို့မင်းကိုတနာစိတ်ပဲရှိမှာပါမင်းအမားလုံးကြီးလေမင်းခင်ချင်စိတ်ရှိရင်သူတို့မင်းနဲ့အတူအစားကနေပြန်စားအတူရှိပါတယ်သူတို့တကယ်ကြောက်တာကမင်းအခုမတော်တာကိုဟုတ်ဘူးတော့တစ်ချိန်မှာပုံကောင်းလာတဲ့အခွင့်အရေးတွေကိုခင်းကြောင်ဆုံးရှုံးသွားမှာပါဂိမ်းတပွဲဆော့လိုက်ရင်နာရီဝက်ဆိုတာကုန်သွားပြီပစ္စည်းတစ်ခုဝယ်လိုက်ရင်ပိုက်ဆံအများကြီးကုန်သွားပြီဒါပေမဲ့ကိုထိန်းချုပ်နိုင်တဲ့ကလေးတွေကတော့စာကျင်နေတယ်လေ့ကျင့်နေတယ်အကြီးအချင်းတွေစူဆောင်းနေတယ်မင်းအနေနဲ့ကြားတဲ့အခါသူတို့ကကြောင်းကောင်းကောင်းတက်ရမယ်ကျမ်းမာတဲ့ခန္ဓာကိုယ်ရှိမယ်ရွေးချယ်စရာအခွင့်အလမ်းတွေပုံများလာမယ်မင်းကြတော့ဂိမ်းအကောင့်ကဖြစ်တော့ကြသွားပြီပစ္စည်းတွေကတန်ဖိုးမရှိတော့ဖြုံတီးလိုက်တဲ့လူငယ်ဘဝကလွေမင်းဘာမှကြက်ကြမှာမဟုတ်ဘူးဂိမ်းကမင်းကိုတလုံးအဖို့မလုပ်နိုင်ဘူးဒါပေမဲ့မိဖတွေကတော့အဖို့လုပ်ပြီးနိုင်ပါတယ်ဖုံးပြတဲ့ပြင်ကအလင်းရောက်အေးစပါတယ်မိဖတွေရဲ့မြစ်တာကမှလူကြီးတွေရပါဒီဗီဒီယိုကိုဒီအထိကြည့်ပြီးဆိုရင်ဖုံးကိုတစ်မိနစ်လောက်ချထားကြည့်ပါဒီပုံကိစ္စကတကယ်လက်တွေ့ကပါချင်ကိုကြည့်လိုက်ပါမိကဂိမ်းဆုံးရပါဘူးမိရဲ့အနာကဖြစ်နေကြတယ်ဖြတ်စည်းကြည့်ရအောင်အချင်းကတန်ဖိုးရှိတဲ့လူတွေအရာရာတော့ပြီးတော့အားစားရပါစားပါပါမိသားစုကိုချစ်ပါမိရဲ့ဘဝအလေးအပြောင်းမင်းကိုထိန်းချုပ်ပြီးပုံဝေးတဲ့စီကိုလောက်လာနေခါလက်ပွေးကပေါ်ရည်လေးရောဘေးကင်းတွေကညီတဲ့ဆုပုံပြီးစိတ်လှရှောက်တော့ပူရပါလိမ့်မယ်ပုံကိုပလိုက်တဲ့အချိန်တိုင်းမှာမိရဲ့စိတ်တွေမှာခေါ်အားရှိနေပါစေညမမလန်စားရပြီးပါစေချီလန်းနိုင်မှာအနာဂတ်ရှိပါစေအခုကစားပြီးဂိမ်းအစွန်းဖြတ်ပြီးမိဘဝအကောင်းဆုံးပြောင်းလဲကြည့်ပြီလားအလျောက်စီတို့လောက်လမ်းပြီးမိအဖို့တည်းဘဝအချီ